ဒီတစ်ခေါက်ကတော့အလုတ်ကောင်းရရင်တန်ဖိုးထားဖို့ကျွန်တော်ဥပမာလေးတစ်ချုပ်ပြောပြမယ်2019ခုနှစ်တုန်းကအဲ့ဒီဦးလေးတယောက်ကပုံပြင်ပေါ့နော်အဲ့ဒီဦးလေးတယောက်ကသူ့မှာဒီတားရဲ့သမီးရဲ့ရှိရပေါ့နော်ပြီးရင်သူ့မိန်းမနဲ့သူကရန်ကုန်မြို့မှာအလုပ်လုပ်နေတာအဲ့တော့သူကဒီလုံခြုံရေးလုပ်နေတာပေါ့နော်လုံခြုံရေးသူကလုံခြုံရေးရဲ့ဒီ supervisor ပုံစံပြီးတော့သူလာစာကောင်းတယ်လာစာကောင်းတော့ဒါပေမဲ့2019ဒီဟွာ17လပိုင်းလောက်မှာပေါ့17လပိုင်းလောက်မှာသူတို့ရဲ့အလုတ်ကတိမ်သွားတယ်ပေါ့နော်သူ့မှာအလုပ်မရှိတော့အဲ့တော့သူဒီကုမ္ပဏီအပြီးအပိုင်ပိတ်သိမ်းသွားတာအဲ့တော့သူ့မှာအလုပ်မရှိတော့အဲ့ဒီအချိန်မှာမှဒီသူဘာစဉ်းစားလဲဆိုတော့သူ့မှာရန်ကုန်ရောက်နေတာလဲကြာပြီအဲ့တော့သူမိသားရွာတွေကိုပြန်ပြီးတော့ဗောနော်သူမြို့ကိုပြန်ပြီးတော့မိသားစုလေးကိုအချိန်ပေးမယ်ဗောနော်အဲ့တော့သူ့မိသားစုလေးနဲ့သူပြန်သွားတယ်ပြန်သွားတဲ့အခါမှာသူနေတာဗောနော်နေတယ်သူ4-5-6လလောက်သူအေးဆေးနေမယ်ပြီးမှရန်ကုန်ပြန်ဆင်းပြီးတော့အလုပ်သက်ချမယ်ပြင်သူအလုပ်ဆက်လုပ်မယ်ဒါတော့သူ plan ဗောနော်သူ့ရဲ့အစီအစဉ်အဲ့နဲ့သူသွားဒီစင်းလာအဲ့တော့ဒီFebruary လရောက်တော့ဒီ February လရောက်တော့ဗောနော်သူရန်ကုန်ပြန်ရောက်လာတယ်အဲ့တော့သူအလုပ်ဆက်ရှာတယ်သူရှာလို့မတွေ့သေးဘူးဗောနော်အဲ့ဒါနဲ့ February လကို March လမှာ COVID ထဖြစ်သွားထဖြစ်လာတော့သူအလုပ်ရှာတာအရင်ခက်သွားအဲ့ဒီအချိန်မှာအဲ့တော့သူစပြီးတော့ချွေးတွေပြန်လာတော့ဗောနော်ချွေးတွေပြန်လာပြီးတော့သူမိန်းမလည်းရှိတယ်သူကလေးလည်းရှိတယ်သူတို့ရန်ကုန်မှာဒီအဆောင်ငားနေတာဗောနော်အဲ့တော့သူစပြီးတော့ဒီတဖြည်းဖြည်းနဲ့သူ့တာဝန်ကြီးကများလာပြီဗောနော်အဲ့တော့တဖြည်းဖြည်းနဲ့ရွှေတွေပြန်လာသူအလုပ်ရှာတယ်နောက်ဆုံးဒီ6လလောက်အကြာမှသူဒီကျွန်တော်လုပ်ခဲ့တဲ့ဒီ resident တစ်ခုမှာသူအလုပ်လာရတယ်ဗောနော်အဲ့မှာလုံခြုံရေး leader supervisor ပဲသူကောင်ကောင်းဆောင်နဲ့အလုပ်ရတယ်အဲ့ဒီအချိန်မှာကျွန်တော်သူနဲ့စကားပြောမိပါနော်သူ့ရဲ့အလုပ်လုပ်ပုံကဗောနော်ဒီဝန်ထမ်းတယောက်ဆိုတာထက်ပိုတယ်တကယ်ကိုဘယ်လိုပြောမလဲတကယ်တမ်းသူတို့ company နဲ့ကျွန်တော်တို့ company ကမတူဘူးဒါပေမဲ့ကျွန်တော်တို့ company ကသူတို့ company ကိုခေါ်ပြီးတော့ခန့်ထားတာပေါ့နော်ဒါပေမဲ့သူ့ရဲ့အလုပ်လုပ်ပုံကိုကျွန်တော်ကြည့်တဲ့အခါမှာတကယ်ပြောစရာမရှိဘူးတိန်းတဲ့အချိန်မှာတိန်းတယ်တကယ်လုံတာအရန်တဘောဝကြတယ်အရန်ကောင်းတယ်အရန်တော်တယ်ပေါ့နော်အဲ့လိုမျိုးလူတွေကမြင်ရတာအရန်ရှားတယ်ပေါ့နော်ကျွန်တော်အလုပ်လုပ်ခဲ့တဲ့တစ်သက်လုံးမှာလက်ချိုးရည်လို့ရတယ်အဲ့တော့ဒါနဲ့ကျွန်တော်အရန်စိတ်ဝင်စားတော့သူ့ကိုစကားတော့ပြောတယ်အဲ့တော့ तू ကဘာပြောလဲဆိုတော့သူ့မှာအတွေ့အကြုံရှိရပေါ့နော်ဒီ security ဒီလုံခြုံရေးနဲ့ပတ်သက်တဲ့အတွေ့အကြုံတွေရှိရအသက်ပညာတချို့တွေလည်းရှိတယ်ဒါပေမဲ့လည်းအဲ့ဒီအရာတွေကသူ့ရဲ့ CV form မှာသူရေးထားတယ်ပေါ့နော်အဲ့တော့အဲ့ဒီအရာတွေကသူ့ကို interview ထိခေါ်သွားနိုင်တယ်တို့ပေမဲ့လည်းအလုပ်တစ်ခုရလာတဲ့အခါမှာပေါ့နော်ဒီအလုပ်မှာ set ရှိနေဖို့ကဒါသူ့ရဲ့တကယ်အလုပ်တွင်းမှာလုပ်တဲ့နေ့တိုင်းလုပ်နေတဲ့လုပ်ရက်ကဒီသူ့ကိုခေါ်ဆောင်သွားပြီးတာသူအဲ့လိုမျိုးပုံစံပြောတယ်ဆက်ပြီးတော့လုပ်စေတာပေါ့နော်ကြာခံစေတာအမှ तू ကသူ့ရဲ့ဒီလက်အောက်ငယ်သားကိုလည်း तू အရန်တန်ဖိုးထားတယ်သူ့ရဲ့လုပ်ဖို့ကင်ဖက်သူ့ရဲ့ manager သူအရန်တန်ဖိုးထားတယ်ကျွန်တော်တို့စကားပြောလဲတကယ့်ကိုကောင်းကောင်းကန်ပြောတယ်အဲ့တော့ तू အလုပ်ကိုအရန်တန်ဖိုးထားသွားတယ်ပေါ့နော်အဲ့ဒီမှာ तू တော်ကြာလုပ်တယ်အခုချိန်တော့ तू လုပ်သေးတယ်ထင်တယ်ရန်ကုန်မှာအဲ့တော့ဒါကအလုတ်ကောင်းတစ်ခုကတန်ဖိုးအရန်ကြီးတယ်ဗောနော်သူပြောတာဟာဘာလို့လဲဆိုတော့တခါတလေတော့မထင်မှတ်တဲ့အရာတွေဖြစ်လာနိုင်တယ်ဖြစ်လာတဲ့အခါမှာဒီကိုကအရန်ချွေးပြန်တယ်အထူးသဖြင့်အင်ဆောင်ကြပြီးသားလူတွေဒါမှမဟုတ်ရင်ဒီနေကနေဒီမြို့တစ်မြို့မှာအလုတ်ဆင်းလုပ်နေတဲ့လူတွေပြောမဆိုအခန်းခပေးစရာလိုတဲ့လူတွေနောက်ပြီးတော့သမင်းတွေလည်းဝယ်စားနေရတဲ့လူဆိုအရန်ခက်ခဲတယ်ဗောနော်အဲ့ဒီအချိန်မှာကိုရထားတဲ့အလုပ်ကကောင်းတယ်အဆင်ပြေတယ်ဆိုရင်ဒါကတန်ဖိုးထားဖို့ပေါ့နော်ကိုယ့်ရဲ့လုပ်ဖို့ကင်ဖက်နဲ့လည်းဒီပြပြလဲရှိဖို့လိုတယ်ကိုယ့်ရဲ့လည်းအောက်ငယ်သားပဲဖြစ်ကိုယ့်ရဲ့အထက်လူကြီးပြပြလဲရှိဖို့လိုတယ်တချို့လူတွေကအဲ့ဒါကိုနားမလဲဘူးနားမလဲတဲ့အခါမှာကောင်းတဲ့အလုပ်ကိုဆုံးရှုံးသွားတယ်အဲ့တော့မကောင်းတဲ့လူတွေကတေချာတယ်မကောင်းတဲ့လူတွေနဲ့ပြန်တွေ့ဖို့ပါလေအဲ့တော့ဒီတန်ဖိုးမထားတတ်ကြဘူးပေါ့နော်အဲ့တော့ तू ပြောတာပေါ့နော်သူ့ရဲ့ဘဝ lesson တခု तू အသက်ခု44လောက်ရှိပြီ50လောက်တော့ဖြစ်သွားပြီလို့မသိကျွန်တော်ဒီကိုရောက်တာတော်ကြာသွားပြီဆိုတော့အဲ့ဒါနဲ့ तू ကကျွန်တော်ကိုဘာပြောလဲဆိုတော့နေဝေးကနေ
ဒီဥမာကမြန်မာနိုင်ငံနေထိုင်းဒါမှမဟုတ်ဂျပန်နိုင်ငံခြားမှာအလုပ်ထွက်လုပ်တာဖြစ်နေဝက်ကနေရန်ကုန်ကိုလုပ်ဒီသွားမြို့ကြီးကိုသွားပြီးတော့အလုပ်လုပ်တာပဲဖြစ်ပေါ့နော်သူကအနည်းဆုံးကို့မှာစုထားတဲ့ပတ်စံကပေါ့နော်ကိုတလချင်းစီတုံးထားတဲ့တုံးတဲ့ကုန်ကြစိတ်ပေါ့နော်ကုန်ကြစိတ်ရဲ့6လစာလောက်ရှိနေဖို့လိုတယ်ပေါ့နော်အကယ်အဲ့လိုမျိုးပုံစံကိုကမစုထားဘူးကို့မှာပတ်စံမရှိထားဘူးဆိုရင်တခုခုဖြစ်လာတဲ့အခါမှာပြဿနာလုံးဝခေါင်းမဖော်နိုင်တော့အောင်မျက်နှာငယ်ရတယ်ခေါင်းမဖော်နိုင်တော့အောင်ကြီးမားတဲ့ပြဿနာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့သူပေးတဲ့ဒါ live သင်ခန်းစာကိုကျွန်တော် sharing ပြန်လုပ်ပေးတာ okay အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် channel ကို subscribe လေးလုပ်ပေးပါဦး